မင်္ဂလာပါဒီနေ့ပြပြသွားပေးမှာကတော့တရုတ်လိုတစ်ကနေ30အထိကိုဘယ်လိုခေါ်ကြမလဲလိုက်ကြည့်ချရအောင်နော်一二နှစ်三四လေး五5六6七9810 9 10 10ကဲအားလုံးပဲနောက်ဗီဒီယိုလေးမှာဆက်တွေ့ကြမယ်နော်စိုက်ကျန်ဘိုင်